အင်္ဂလိပ်စာတတ်တာပညာတတ်တာမပြောနဲ့ငါအမေဆိုလို့ရှိရင်မင်းညောင်ဦးမှာမုံစိမ်းမောင်းရောင်းနေတာဟောမို့ခမရအင်္ဂလိပ်စာတက်တာနဲ့အမေမုံစိမ်းမောင်းရောင်းတာဘာဆိုင်လို့တော့ဟာဆိုင်တော့အမေကနိုင်ငံသားတွေကမင်းညောင်ဦးမှာအလာများတယ်လေကွာအဲ့တော့အမေကမုံစိမ်းမောင်းသွားတာကြောင့်တော့အမလေးငါအမေအင်္ဂလိပ်စာမပြောတဲ့ခက်ရကြီးရဲ့ဆိုငါနောက်ကနေလိုက်သွားတာဟုတ်ပြီနိုင်ငံသားနဲ့တွေ့တာဟုတ်ပြီဟာဘယ်ညံ့ခံလိုက်မနှုံးကွာမင်းနိုင်ငံသားတွေ့တော့ကိုကနေလှမ်းပြီးတော့စနှုတ်ဆက်လိုက်တာဘယ်လိုတော့ How are you How are you ရေဘေက How နဲ့ရှိတယ်လား you How are you တင်းနေကောင်းသလားတင်းနေကောင်းလားလို့ပြောတော့ကျုပ်ကလည်းပြန်ပြောလိုက်တယ်ဘာလဲတော့ I am fine I am fine I am fine အဲ့ဒါဘာတော့ချောလဲတာနေကောင်းတယ်တဲ့ဟုတ်ပြီအဲ့တော့အင်္ဂလိပ်ကြီးကပြောသေးတယ်ဘာလဲတော့ I am Myanmar traditional snack ဟမ် I am Myanmar traditional snack မြန်မာလိုပြောမြန်မာမုံပဲသေးတာတွေကိုသဘောကျတယ်မြန်မာမုံကိုစားကြတာကျုပ်အမေကမြန်မာမုံရောင်းတာလေအင်္ဂလိပ်ကြီးကျုပ်ကခေါ်ပြီလေဘယ်လိုခေါ်တော့ Follow me follow me ဆိုတာခေါင်းလျှော်ကြီးဟဲ့ကောငါတော့လိုက်ခေငါလိုက်ကတော့ခေါ်တော့ပြီအမေနဲ့နှုတ်ဆက်ပေးလိုက်တယ် She is my mother my mother She is my mother ဟုတ်ပြီအမေကျတော့ငါနှုတ်ဆက်ပေးလို့တည်တယ်အမေရောင်းတဲ့မို့နိုင်ငံသားကဘာမှမသိစိုက်ကြည့်နိုင်ငံသားကတန်းပြီးတော့အမေကိုကောက်မေးတာဘယ်လိုလဲတဲ့ What did this what did this What did this အမေကလည်းနားလေတော့တန်းပြန်ပြောလိုက်တယ်ဘာလဲတဲ့မုံစိမ်းပေါင်းတယ်အင်္ဂလိပ်လိုပြောလေကွာအင်္ဂလိပ်လိုလဲမုံစိမ်းပေါင်းမြန်မာလိုလဲမုံစိမ်းပေါင်းဘယ်လိုခေါ်မုံစိမ်းပေါင်းဟိုဟုတ်ပြီအဲ့တော့နိုင်ငံသားမုံစိမ်းပေါင်းစားကြည့်မယ်ဆိုစားကြည့်တာပေါ့ဟုတ်ကဲ့မကြိုက်ဘူးနဲ့တူတယ်ဗျတာအမေကိုတန်းပြောတာဘာလဲတော့ I don't like I don't like I don't like လို့ပြောတာအမေကလည်းတန်းပြန်ပြောတယ်ဘာလဲတော့ဘာတုံးလဲဒါနဲ့လိရောက်တာမြဲတမ်းတယ်အကောင်းပြောတမ်းပါနိုင်ငံသားရသူစကားမှားသွားတယ်မှတ်ပြီအမေကိုတန်းတောင်းမှန်တာဘာလဲတော့ Oh no အမေကလည်းပြန်ပြောချိုက်တယ်ဘာလဲတော့ Oh no မဖူးတဲ့ထင်ရတဲ့လောက်သားတဲ့